အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာကြက်ပေါက်တစ်ကောင်ဘယ်လောက်လဲကြက်တစ်ရက်ကနေ3ရက်တွင်ဘယ်လောက်ထိကြီးသွားလဲဘာတွေပြောင်းလဲသွားလဲဆိုတာကျွန်တော်အသေးစိတ်ပြောပြထားပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုအဆုံးထိအတူတူကြည့်လိုက်ရအောင်ကဲဒါတော့9ရက်နေ့ရောက်တဲ့ကြက်ကလေးတွေပေါ့နော်ဒါ9ရက်နေ့ရောက်တဲ့ကြက်ကလေးတွေ3ရက်သားရှိပေါ့3ရက်သားအကောင်အားတလောက်ကြက်အကောင်1000ပေါ့နော်ကျွန်တော်ဒီအခန်းတိုင်နဲ့ဟိုဘက်တိုင်နဲ့ဒီဘက်တိုင်နဲ့က10ပေရှိတယ်10ပေ1000ဆိုတော့ကျွန်တော်နှစ်ခန်းလောက်ထားတာပေါ့နော်ဒီ10ပေတစ်ခန်းကို900နှုံးနဲ့ပေါ့ဒီဘက်ဆိုရင်10ပေတစ်ခန်း900နှုံးနဲ့ဆိုတော့အကောင်1000ဆိုရင်ပင်20ပတ်လဲပေါ့ပင်20ပတ်လဲသွားတယ်ပေါ့အကောင်တော့ကျွန်တော်ကညီသွေးပုံညဘက်အေးလို့ဆိုရင်ညီသွေးပုံထည့်တယ်အခုကတော့နေဘက်ကညာလူတို့ပို့တယ်ဆိုတော့ညီသွေးမထည့်ဘူးနော်တော့အပူမီလုံးလည်းကျွန်တော်တုံးလာတယ်ပူမီလုံးနဲ့ဒီမီဖို့နဲ့ထည့်တုံးတာပေါ့ဒါညဘက်အေးတဲ့ချိန်ကျရင်နှစ်မျိုးလုံးတုံးတာပေါ့နေဘက်ကျတော့မလို့ဘောနေဘက်ကျတော့ကျွန်တော်ကပူတဲ့ခါကျတော့တိတ်လောက်ရတိတ်အပူပေးရမလို့ဘောနော်ဒါဆိုလို့ရှိရင်ဒီ3ရက်သားအကောင်လေးပေါ့1000ပေါ့ဒါလေးကတော့3ရက်သားအနေထားလေးပေါ့နော်ကျွန်တော်3ရက်သားမှာဘာတွေတိတိကျပြောင်းလဲလာတယ်ဆိုတော့ဒီမှာအမွေးလေးတွေကတောင်ပန်ကအမွေးလေးတွေတိတိကျထွက်လာတာပေါ့နော်အဲ့ဒါတခုပဲပြောင်းလဲတာပေါ့အကောင်ကတော့လည်းနည်းနည်းကြီးလာတယ်ပေါ့ဒီကြောကုန်းကဒီအစိမ်းရောင်ဆက်လေးကကျွန်တော်တို့ကာဝယ်ဈေးပေးပြီးသားပေါ့ကျုံးမျက်စင်ပေါ့နော်ကာဝယ်ဈေးပေးပြီးသားတော့ကာဝယ်ဈေးပေးပြီးသားယူတဲ့အခါကျတော့ဒီ9ရက်ကြာရင်ကာဝယ်ဈေးပေးရမလို့တော့ဘူးနော်ဒါတော့ကျွန်တော်ဒီချက်ကတော့တကောင်ကိုကျွန်တော်ဝယ်တော့ကတော့ဈေးမတက်သေးတဲ့ချိန်ပေါ့နော်ဒီကားကအပါအရောက်ပေါ့အချံအရောက်2950ပေါ့ဒီကောင်ကဆန်ချင်းအမျိုးအစား A+ လို့ခေါ်တာပေါ့နော်ဆန်ချင်းချက်ပေါက်အမျိုးအစားကဆန်ချင်း A+ ကာဝယ်ဈေးပေးပြီးသားပေါ့ဒီကျွန်တော်တို့9ရက်သားဆိုရင်ကာဝယ်ဈေးပေးရမလို့ရအောင်ကျွန်တော်တခါလေးယူတာပေါ့ဒါတကောင်ဆိုလို့ဆိုရင်ကျွန်တော်ချံအရောက်2950ကျတာအခုတော့ဈေးဘယ်လောက်ရှိလဲကျွန်တော်လည်းမသိဘူးเนาะကျွန်တော်ယူတော့ကတော့ဈေးမတက်သေးတဲ့အချိန်နဲ့ဆောင်းသွားတာကျွန်တော်ကန်ကောင်းသွားတာပေါ့ဒါရှေ့ကကျွန်တော်ပြောပြသွားတာတော့ဒီချက်ပေါင်းစားရောက်ပြီး3ရက်တွင်ဘာတွေပြောင်းလဲလာတာဆိုတော့ကျွန်တော်ပြောပြတာပေါ့เนาะဒီ3ရက်တွင်မှာဆိုလို့ရှိရင်ကျွန်တော်ဒီတိတိတတ်တာဆိုလို့ဒီတောင်ပန်လေးကအမွေးလေးတွေထွက်လာတာပေါ့ကျွန်တော်နောက်9ရက်ကြာရင်ဘာတွေပြောင်းလဲလာမလဲဆိုတာနောက်ပြီးတော့ကြာကျွန်တော်ဒီစောင့်ကြည့်ကြမယ်เนาะ